Hello အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဂွေတောက်ရွက်ချက်တိုင်းအစင်မပြေဘူးသူများချက်တာကတော့ပို့ပြီးဆောက်လို့ကောင်းတယ်ကိုချက်ရင်ဘာလို့ခါနေတာလဲဆိုတဲ့သူတွေအတွက်ဂွေတောက်ရွက်ဟင်းကြိုဘယ်လိုချက်ရမလဲဆိုတာကိုပြောပြပေးပါမယ်အရင်ဆုံးရွက်ကလေးတွေချွေလိုက်ပြီးတော့အခုလိုမျိုးကုန်းလေးတွေထပ်တယ်လို့ထပ်လိုက်ပါမယ်ရှင်အရွက်အားလုံးကိုအဲ့လိုထပ်မှာနော်ထပ်ပြီးတော့ကိုလှီးလို့အစင်ပြေမဲ့အထက်လိုက်ကလေးတွေထားလိုက်ပေါ့နော်ပြီးရင်တော့အခုလိုမျိုးလေးလိပ်ပြီးတော့ထိတ်အညာလေးတွေကိုဓားလေးနဲ့ဖြတ်လိုက်ပါမယ်ရှင်လှီးပုံလေးနေရတော့ကျမတို့ငငယ်တုန်းကအသီးရွက်တွေပေါ့နော်အိုးဘုတ်ဂျိုးရုပ်ကစားရင်လှီးနေကြပုံစံမျိုးလေးတိုင်းလှီးပါမယ်ရှင်အရန်ခက်သေးသေးလေးမလှီးနဲ့ပေါ့နော်ဘာလို့လဲဆိုတော့ကျမကပြီးရင်စားထည့်ပြီးတော့ဒီဟာကိုနေမှာမဟုတ်လို့ပါအရန်သေးသွားတဲ့ခါကျရင်သူကပေါ့နော်အရွက်ကပျော်ကျသွားပြီးပျောက်သွားတာမဟုတ်လို့ပါကဲအခုဆိုရင်တော့ကျမစားလေးနည်းနည်းလေးထည့်ပြီးတော့ဆေးပါမယ်ဒါကဘာနဲ့တူလဲဆိုတော့ကျမတို့ကျင်းငါးသီးခါရင်ပေါ့နော်အခါရီထုတ်တာနဲ့အတူတူပါပဲရှင်အခုလိုမျိုး2မိနစ်3မိနစ်လောက်နာလေးနေလိုက်ပြီဆိုတာနဲ့ခဏနေကြတော့အရွက်ကလေးတွေကနွမ်းသွားပြီးတော့သူရဲ့အခါတက်အရည်တွေထွက်လာပါတယ်အဲ့လိုထွက်လာတဲ့အခါကျမှကျမတို့ကညှစ်ထုတ်လိုက်ပြီးတော့ရေ2ထပ်3ထပ်လောက်ဆေးလိုက်မယ်ဆေးပြီးတော့နောက်ဆုံးဆေးပြီးလို့ရှိရင်ကျမတို့ရေကိုပြအောင်ညှစ်လိုက်လို့ရှိရင်အခုလိုမျိုးဒီအရွက်အလုံးလေးရလာမယ်ပေါ့နော်ဒါကတော့ရေညှစ်ထားတော့အလုံးအစုပ်လိုက်ကလေးဖြစ်နေတာပါကဲဒါလေးတွေကတော့ကျမတို့ကြက်သားလေးတွေပါမနေ့တုန်းကပေါ့နော်ကျမတို့ကြက်သားတုပ်စားမယ်ဆိုပြီးတော့ညစာမစားဖြစ်ကြတော့မတုပ်စားဖြစ်ပဲကြံတာပါအဲ့တော့ပုံမှန်ဆိုရင်တော့ဒီလိုကြက်သွန်အနီကြက်သွန်ဖြူနဲ့စနင်းမုံနဲ့ကိုစီနနာတက်လိုက်မယ်အဲ့လိုစီတက်တဲ့ထဲကိုကျမတို့ကတော့ဒီကြက်သားအစိမ်းကိုပဲနှုတ်ဆင်းပြီးတော့ပေါ့နော်များသောအားဖြင့်အယိုးပေါ့နော်အယိုးတွေကိုနှုတ်ဆင်းပြီးတော့ကျမတို့ထည့်တာပါအခုကတော့ဒီအပြစ်ကိုပဲကျမအနေတော့အတုံးလေးတွေထည့်ပြီးတော့စီမွေးတက်လိုက်ပါတယ်ပြီးရင်တော့ရေကိုအနေတော့ထည့်ပါမယ်ရေပွက်ဆူလာပြီဆိုရင်တော့ကျမတို့ဒီခုနကတော့ရေညှစ်ထားတဲ့ဂွေတောက်ရွက်ကလေးတွေကိုထည့်လိုက်ပါမယ်ရှင်ကဲထည့်ပြီးတော့ရတာစားပြားလေးထည့်ပြီးတော့ရတာအပေါငယ်မြည်ပေါ့ကွယ်လုံးဝပွက်ဆူလာပြီဒီအယိုးရည်လေးကျသွားပြီဆိုလို့ရှိရင်အရန်ကိုရတာရှိတယ်ဟင်းရွက်တစ်ခွက်ရပါပြီဒီဟင်းရွက်နဲ့တွဲစားဖို့အတွက်ကိုကျမစက်သွန်အနီကိုပါလေးလေးလိုက်မယ်ပြီးရင်တော့စက်သားကိုအနီတော့တုံးပြီးတံမြာသေးညှစ်မယ်ရတာစားပြားထည့်မယ်ငရုတ်သီးစိမ်းလေးတွေထည့်မယ်ပေါ့နော်ကဲပြီးတော့စီသို့မဟုတ်စီချက်ထည့်မယ်ပေါ့ဒါလေးကတော့ကျွန်မငရုတ်သီးအနီလေးနဲ့တုပ်ချင်လို့ပေါ့နော်ငရုတ်သီးလေးနဲ့အနီလေးနဲ့တုပ်စားတာပါချက်သားကိုကျွန်မပုံမှန်ဗမာတုပ်ပုံမှန်ရိုးတုပ်မယ်ဆိုရင်တော့ဖြူပဲဖြူရော်ကြီးနဲ့ကျွန်မတိတ်မကြိုက်လို့ပေါ့နော်ငရုတ်သီးအနီလေးနဲ့တုပ်စားဖြစ်ပါတယ်ပေါ့ချက်သွန်အနီချက်သွန်ဖြူနဲ့ထောင်းထားတဲ့ငရုတ်သီးအနီပါဒီလိုမျိုးလေးတုပ်စားကြည့်ပါအရန်စားလို့ကောင်းပါတယ်နောက်ပြီးတော့ခုနကချက်ထားတဲ့ဟင်းညွန့်နဲ့တွဲစားမယ်ဟင်းညွန့်လေးကအခုချိန်ဒီကိုစိမ့်ဆူနေတာဒါကခုနကချက်တဲ့နီးရဲ့လှုပ်ဝက်ချက်ပါကဲဒီဟင်းချက်နီးလေးကတော့လူမမာတွေအတွက်ကောဖိုးဖွားတွေအတွက်ကောတမဲမိတ်စီမှာပါ